နေ့ကျွန်တော် Scratch ကိုသုံးပြီးတော့မှ game တစ်ခုကိုပေါ့နော်ဘယ်လိုမျိုး develop လုပ်ရလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပေးပါမယ်။ Okay ဟုတ်ပြီအရင်ဆုံးကျွန်တော်သွားလိုက်အောင်နော်အဲ့တော့ဒီနားလေးမှာကျွန်တော်မြင်ရတဲ့အကြောင်းလေးပေါ့အဲ့ဒါလေးကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ surprise လို့ခေါ်တယ် surprise ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ game characters လေးပေါ့နော် game characters လေးရှိတယ်အဲ့တော့ဒီနားလေးမှာကျွန်တော်ဒီ surprise လေးရှိတယ်အဲ့တော့ဒီအောက်မှာကျွန်တော်ဒီမှာ surprise library ရှိတယ်ဗျာအကောင့်လေးဝင်လိုက်မယ်ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကြိုက်တဲ့ဒီ surprise တွေကိုကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ခါကြတော့ရွေးချယ်လို့ရတယ်။ Okay ဟုတ်ပြီကျွန်တော်အရင်ဆုံးကျွန်တော်ဒီဘယ်ဟာလေးကိုရွေးလိုက်မလဲဆိုတော့ကျွန်တော်ကတော့အခုget flying လေးကိုကျွန်တော်ရွေးလိုက်မယ်နော်ရွေးလိုက်မယ်ပြီးတော့နောက်တစ်ခုကကိုကရှိထားပြီးသား surprise လေးကိုတော့ကျွန်တော်ဖြတ်လိုက်မယ်နော် Okay ဟုတ်ပြီအဲဆိုတော့ get flying လေးတစ်ခုဖြတ်သွားပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ background ထဲကနေပြီးတော့မှသူကနေမိုးပေါ်ပြန်နေတဲ့ပုံစံဆိုတော့ခါကြတော့ကျွန်တော်အခုလောလောဆယ်ဒီ blue sky လေးကိုကျွန်တော်ရွှေ့လိုက်မယ် Okay ရပါပြီเนาะပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ကျွန်တော် K1 graphic clip ကိုကျွန်တော်တို့ဒီ code area ပေါ်မှာကျွန်တော်တင်လိုက်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ခါကြတော့ကျွန်တော် motion နဲ့ကိုတွားမယ်တွားပြီးသွားလို့ရှိရင်ကျွန်တော် points to a mouse pointer လေးကိုတင်လိုက်မယ်အဲ့တော့ဒီပေါ်လေးကဘာလို့ပေးရလဲဆိုတော့ခါကြတော့ကျွန်တော်ဒီမှာ green flag ပေါ့နော် green flag ဆိုဒီနားလေးဟာလေးပေါ့နော် green flag ကိုနှိပ်လိုက်လို့ရှိရင် points to a mouse pointer ဖြစ်တဲ့အတွက်သူက mouse pointer ဘက်ကိုသူကအမြဲတမ်းညနာမူနေတာပေါ့နော်အဲ့တော့ဟုတ်ပြီအခုပါကတစ်ခေါက်ပဲနေရင်တစ်ခေါက်ပဲမျက်နှာမူအဲ့တော့ကျွန်တော်တို့ဒီ green flag နှိပ်လိုက်တဲ့အချိန်မှာအမြဲတမ်းတောက်လျှောက်ဒီ mouse pointer သွားတဲ့နောက်ကိုမျက်နှာမူခြင်းနဲ့ဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုတော့ကျွန်တော် control ထဲမှာ forever ရှိတယ်အဲ forever block လေးကိုထည့်လိုက်အဲ့ဆိုလို့ရှိရင်ခုနကလိုမျိုးမဖြစ်တော့ပဲねကျွန်တော်ဒီမှာဒီ mouse pointer နောက်ကိုတောက်လျှောက်မျက်နှာမူနေတာကိုတွေ့ရလိမ့်မယ်အဲ့တော့ yes နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဘေးနားလေးမှာ stop button လေးရှိတယ်အဲ stop button လေးကိုကျွန်တော်နှိပ်လိုက်အဲ့ဆိုလို့ရှိရင်တော့ခုနက code runner ရပ်သွားလိမ့်မယ်နော် okay ဟုတ်ပြီကျွန်တော်ကအခုလောလောဆယ်မှာဒီ mouse pointer နောက်ကိုမျက်နှာမူရောက်တယ်မဟုတ်ဘဲနဲ့လိုက်ချင်တယ်လိုက်စေချင်တယ်ဆိုလို့ရှိရင်တော့ဒီကြောင်လေးကိုကျွန်တော်ကရွှေ့ရမယ်ဆိုတော့ motion block ထဲကနေပြီးတော့မှ movement step လေးကိုကျွန်တော်ယူလိုက်မယ် okay ဒီလိုက်တဲ့ချိန်မှာ okay ဟုတ်ပြီဗျာအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာ mouse pointer နောက်ကိုကြောင်လေးကတောက်လျှောက်လိုက်နေတာကိုတွေ့လိမ့်မယ်ဟုတ်ပြီနော် okay ဟုတ်ပြီနည်းနည်းလေး light speed ရမ်းမြန်နေတယ်ညနေတော့ခါကျတော့ကျွန်တော်နားလေးမှာ10 step ကနေပြီးတော့မှ5 step ထားလိုက်မယ်run လိုက်တယ် okay အဲ့ဆိုလို့ရှိရင်တော့အနေတော်လေးတစ်ခုဖြစ်သွားလိမ့်မယ်ပေါ့နော်okay ဟုတ်ပြီဒါပေမဲ့ကျွန်တော်ဒီမှာထိလိုက်တဲ့အချိန်မှာနည်းနည်းရောက်ရက်ခံတယ်အဲ့တော့ဘယ်လိုဖြစ်ချင်လဲဆိုတော့ mouse pointer နဲ့ထိလိုက်တဲ့အချိန်မှာကြောင်လေးရဲ့လှုပ်ရှားမှုအကုန်လုံးကျက်သွားကြတယ် okay အဲ့ဆိုလို့ရှိရင်တော့ဒီဟာ decision ချတဲ့ပိုင်းတွေပါလာပြီအဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော် control ထဲမှာရှိရဲ့ if block လေးကိုကျွန်တော်သုံးမယ်နော်အဲ့တော့ဒီထဲမှာကျွန်တော်ဗာထည့်ပေးမလဲဆိုတော့ if touching so mouse pointer ပေါ့နော် mouse pointer ကိုကျွန်တော်ထိလိုက်လို့ရှိရင်ဘာလုပ်ပါလဲဆိုတော့ဒီကြောင်လေးလှုပ်ရှားမှုရမှာဖြစ်တဲ့အတွက် control ထဲမှာရှိရဲ့ store block ပဲရှိရဲ့အဲ့ဒါလေးတွေထည့်လိုက်ပြီဆိုလို့ရှိရင်တောက်လျှောက်သွားမယ် okay တောက်လျှောက်လိုက်လာမယ်ကြောင်လေးကနေပြီးတော့ mouse pointer လေးကိုဖမ်းမိပြီဆိုတာနဲ့ပြတ်သွားလိမ့်မယ် okay ကျွန်တော်ပြန်ဆော့ကြည့်မယ် okay ဟုတ်ပြီတောက်လျှောက်လိုက်လာတယ်တကယ်လို့များသားကြောင်လေးက mouse pointer ကိုထိလိုက်ပြီဆိုတာနဲ့ပြတ်သွားမယ် okay ဒီနေ့ tutorial လေးကတော့ဒီလောက်ပါပဲအခုတော့ကျွန်တော်ဒီ Scratch programming ကိုသုံးပြီးတော့မှ game တစ်ခုကိုလွယ်လွယ်ကူကူနဲ့ကျွန်တော်ဖန်တီးထားတာဖြစ်ပါတယ်ကျွန်တော်နာမည်ချပေးဖြစ်ပါတယ် coding ဘက်ကိုကြားပေးနေတဲ့ coding instructor တယောက်ဖြစ်ပါတယ်ဗျ